ရေတို့တမင်ဝိုင်းမှာကြိုဆိုပါတယ်ဒီနေ့ကကျွန်တော်တို့ရဲ့ anniversary နေ့မှာသူမနက်စာအနေနဲ့တုံးလေးစားခြင်းနဲ့ပြောလို့ကျွန်တော်တုံးလေးချက်ကြည့်ပါမယ်ဗျတုံးလေးလုပ်ဖို့အတွက်ကျွန်တော်ရွှေညောင်ဝင်တုံးမုံကိုသုံးပါတယ်ပြောင်းကော်မုံလေးနည်းနည်းထည့်ပါတယ်အရသာအနေနဲ့စားဟင်းကြိုမုံတကြားထည့်ပါမယ်အယောင်လေးလာဖို့အတွက်စနင်းလေးထည့်ပါမယ်စီချက်အတွက်ကတော့ကျွန်တော်3မျိုးလုပ်ပါမယ်5မျိုးဆက်မဆလာရဲ့ငြုပ်သီးခွဲချမ်းမုံရဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ကြက်သွန်စီချက်ရဲ့3မျိုးကိုကျွန်တော်တို့စီပူပူလေးနဲ့ချက်ပါမယ်စီချက်လေး3မျိုးရပြီဟေးဆိုရင်တော့ကျွန်တော်တိုးဦးကြိုဖို့ပြင်ပါမယ်ဗျတိုးဦးကြိုမဲ့အိုးတွေကိုခုနတုန်းကနှက်ထားတဲ့တိုးဦးအရေကိုထည့်ပါမယ်စီလေးနည်းနည်းလေးထည့်ပါမယ်တိုးကြိုတဲ့အခါမှာအရေးကြီးဆုံးအချက်ကတော့ကျွန်တော်တို့အဆက်မပြတ်မွေဖို့ပါပဲဗျအဆက်မပြတ်မွေမှသာတိုးတွေကမကတ်ပဲတူးနဲ့မထွက်မှာဖြစ်တယ်ကျွန်တော်တို့တိုးအစိမ့်နံလေးပျောက်သည့်အထိကိုမွေပေးနေရပါမယ်တိုးရဲ့ texture လေးကညောင်စည်းကြသည့်အထိဖြစ်လာပြီးဟေးဆိုရင်တော့ကျွန်တော်တို့တိုးကြိုတာလေးကိုရက်လိုက်ပါမယ်ကျွန်တော်ဒီနေ့ရှမ်းခောက်ဆယ်ဘက်နဲ့မစားပဲအီကြခွေးတစ်မျိုးနဲ့စားမှာဖြစ်ပါတယ်တိုးလေးချက်ပြီးဟေးဆိုရင်တော့ကျွန်တော်ထမင်းအိုးထဲထည့်ပြီး1ခလုတ်လေးနှိပ်ထားလိုက်ပါမယ်အဲ့တော့တိုးဦးနွေးတဲ့အီကြခွေးလေးတဲ့ကိုတိုးဦးနွေးလေးထည့်ပါမယ်ကြာညိုလေးထည့်ပါမယ်စားဟင်းညိုမုံလေးထည့်ပြီးခုနကစီချက်3မျိုးထည့်ပြီးရင်စားလို့ရပါပြီပိုတဲ့တိုးဟူးလေးတွေတော့ကျွန်တော်ခဲထားလိုက်ပါမယ်